ကြောင့်ရက်ကုန်နဲ့မေပကြီးကိုပိုင်ခြင်းနဲ့အော်မလို့ကြိုးစားရမယ်သူနှလုံးသားလေးရဖို့ကလည်းတိမ်တန်းကလိုတယ်အော်အော်အော်လာတယ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 ်ဆိုတာထက်ပိုတဲ့မေပကြီးကိုရရင်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 တေတော်မဲ့လူကွယ်မေပကြီးနဲ့ဆိုကွယ်ဒီဘာကြီးတော့တိမ်ပိုက်လိုက်ခြင်းနဲ့မေကြီးကိုလောချင်တဲ့သူမျိုးအပြင်းလို့နဲ့ကိုယ်လုံးရှိတဲ့သွေးကြောတွေလည်းသူကြောင့်ရက်ကုန်နဲ့အိုးအိုးအိုးလာတယ်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 ဆိုတာတက်ဖို့တဲ့မေကြီးကိုရရင်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 တေပြောမဲ့လူကွယ်မေကြီးနဲ့ဆိုကွယ်ဒီဝါကြီးတော့တိမ်ပိုက်လိုက်ခြင်းနဲ့ကိုကြီးရဲ့ပြောပြပေးပါကွယ်မင်းကြီးကိုတိတ်တိတ်တိတ်ကြွေတယ်မင်းပိုင်များစီးစိမ်တွေနဲ့ဘလို့လုပ်ရမှာလဲကြေကွဲစရာဖြစ်ပြန်လေးပါကွယ်မင်းကြီးပုံလေးကြီးလုံးငုံမဲကိုမပိုင်နဲ့မင်းသမီးလေးကိုဆွန်လို့ရပြီကွယ်အိုးအိုးအိုးလာတယ်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 ဆိုတာတက်ဖို့တဲ့မင်းကြီးကိုရရင်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 တေပြောမဲ့လူကွယ်မင်းကြီးနဲ့ဆိုကွယ်ဒီဝါကြီးတော့တိမ်ပိုက်လိုက်ခြင်းနဲ့ကိုကြီးရဲ့ပြောပြပေးပါကွယ်မင်းကြီးကိုတိတ်တိတ်တိတ်ကြွေတယ်မင်းပိုင်သမျှစီးစိမ်တွေနဲ့ဘလို့လုံးရမှာလဲကြေကွဲစရာဖြစ်ပြန်လေးပါကွယ်မင်းကြီးပုံလေးကြီးလုံးငုံမဲကိုမပိုင်နဲ့မင်းသမီးလေးကိုဆွန်လို့ရပြီကွယ်မေကြီးကိုလောချင်တဲ့သူမျိုးအပြင်းလို့နဲ့ကိုယ်လုံးရှိတဲ့သွေးကြောတွေလည်းသူကြောင့်ရက်ကုန်